လူရှင်နာအားပဲမင်္ဂလာပါရှင်ဆမ်မာပါဒီနေ့မှာတော့ဆမ်မာရင်တော့ကဘိုင်ဝမ်ပွဲတွေကို casting လုပ်ပေးခဲ့တဲ့အတိုင်းပဲဒီနေ့မှာလည်းရင်တော့ဆမ်မာ casting လုပ်ခဲ့ပေးဖို့တဲ့ ABC ကောက်ပိုင်ရှင်ရဲ့ပြန်နောက်ထပ်အသစ်တယောက်ရဲ့ပေါ့နော်ဆမ်မာဒီဘိုင်ဝမ်ပွဲလေးလုပ်ပေးထားပါရဲ့တောင်တော့က KOA ဖြစ်ဖို့ကြိုးစားနေတဲ့အတွက်ကြောင့်မလို့သူတို့ရှည်ရှည်လက်ရည်ပြန်ချကြတာကိုဆမ်မာအနေနဲ့ casting လေးလုပ်ပေးတာပဲဖြစ်ပါရဲ့ရှင့်အဲ့တော့ဒီနောက်ထပ်တယောက်ကလည်းပြောမှဆိုရှင်အကိုတာကီကွန်ဆိုတာကလည်းသူ့အနေနဲ့သူ့ရဲ့နေပယ်တစ်ခုမှနာမည်ရပြီးသားအခုထပ်ပြီးတော့ပြန်ပြီးတော့ထပ်ပြီးစားလုံးနေတာဒီနေ့မှာတော့ ABC ကကောင်းကင်ဆိုတဲ့အကောင့်နဲ့ဖြစ်ပြီးတော့ခြောက်ခိုင်ထားတာတော့ကိုတာကီကိုဖြစ်ပါရဲ့ရှင့်ဟုတ်ကဲ့ပါဆမ်မာကတော့ဒီနေ့ပွဲမှာတော့ချောင်းလို့ပဲပြောပေးမယ်ဂရန်ဂျာခိုင်ထားတာဂရန်ဂျာလို့ပဲပြောပေးမှာဆိုနာမည်ကဆမ်မာမခေါ်ချင်တော့ပေါ့နော်โอเคပါရှင်အဲ့တော့ဒီနေ့မှာတော့ဆမ်မာတို့ကဒီပွဲတွေကိုဘယ်လိုသတ်မှတ်ထားလဲဆိုတော့၃ပွဲဆော့ပါမယ်ဒီနေ့ကဆမ်မာတစ်ပွဲပဲတင်ပါအောင်မယ်နော်အဲ့တော့၃ပွဲဆော့ပါမယ်နောက်ရက်ဒီမှာလည်းပွဲကိုစလိုက်တင်ပေးပါမယ်ရှင်ပြီးတော့ 3K ရှိရယ် no defense item ဖြစ်ပါတယ်ဒါပေမဲ့ကိုယ့်ဘက်ကအရင်နေနေတယ်ဆိုရင်တော့item defense item တခုတော့ထည့်ဖို့ရှိရလို့ဆမ်မာပြောထားပါတယ်နောက်တစ်ခုကကျတော့ mid only ပဲသွားလို့ရပါမယ်နော်3K အရင်ဆုံး K ရတဲ့ဘက်ကအနိုင်ပါ okay ပါရှင်ဒီမှာတော့Granger တော့မစပန်ပီတာဆိုနေပဲသူ့အနေနဲ့10လောက်ကိုခိုးရပို့နေရနည်းနည်းလေးတာနေရလို့ပြောရမယ်။ Okay ဒီမှာဆိုလို့ရှိရင်6ကတော့လည်းခရီကိုလူစားဖို့ဒေါ်လာနေရဆိုပေမဲ့သူ့အနေနဲ့ပြတ်ပတ်သွားတယ်။အဲဆိုသူ့အနေနဲ့ Granger ကိုအားလီဂိမ်းမှာမနိုင်ဘူးဆိုတာသိလို့ Granger အနေနဲ့လည်းသူ့ရဲ့တစ်ချက်ချင်းစီပြည့်နိုင်ရတဲ့အစွမ်းကြောင့်နည်းနည်းလေးရှိနေရပေါ့နော်6ကိုပစ်လာတဲ့အတွက်ကြောင့်မို့လို့6ကပြောမှဆို Pro ပဲခိုင်တာမလားဘိုင်1ပွဲမှာred way ကြပါစေးသမားတွေပဲတွေ့ရဆိုတော့ okay ဒါကဘာပဲဖြစ်ဖြစ်ဒါဒီပွဲကတော့ဆမ်မာ favorite hero ထုတ်ကြိုက်စေတဲ့အတွက်ကြောင့်မလို့ကောင်းငင်ကလည်းသူ့ရဲ့ favorite hero ကကြာကိုတာကီကိုကလည်း6ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ညောက်ကတော့ okay ပါဟုတ်ပြီရှင် okay တာဝါကြီးကို like ကန်ပြီးတဲ့နောက်ပိုင်းမှာ6တော့အပြစ်ခံနေရပဲဖြစ်ပါတယ်ရှင် Granger အနေနဲ့ကတော့သူ့အနေနဲ့နည်းနည်းလေးသိထားနေရတယ်သူ့အနေနဲ့ matchman ဖြစ်တဲ့ကြောင့်မလို့ matchman တွေကအရင်အောင်နူပါတယ်အဲ့တော့ဆမ်မာရီနဲ့ကိုယ့်ကိုကြည့်ပဲဆိုလို့ရှိရင်လည်း50ကျော်လောက်ကိုကွာနေပြီပဲဖြစ်ပါတယ်50-60ကျော်လောက်ကိုကွာနေပြီ okay 6ရက်နည်းနည်းလေးအရေးအကဲကြည့်နေရတယ် Granger ကတော့ AC လေးဟဲနေလို့ရပါဆိုတော့သူ့အနေနဲ့ matchman ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပွဲမှာလုံးဝမထင်မှတ်ထားတဲ့အရာလေးတွေလည်းဖြစ်လာရပေါ့နော်အဲ့အတွက်ကြောင့်မလို့ဂျမင်းတို့အဆုံးသေးရှိပေးပါတော့မြတ်တရခမှန်ရှင် okay ပါရှင်6ရက်နည်းနည်းလေးနေကြတယ်ဒါပေမဲ့6နေနဲ့ကတော့သူ့အနေနဲ့ကွန်ပျူတာတော့မရသွားဘူးဆိုတော့ကောင်းကင်ကသူ့ရဲ့ကွန်ပျူတာကိုမရမကကိုယူထားလို့နှစ်ယောက်တော့ filter လေးကိုပဲယူထားပါရဲ့ရှင်အခုပါရှင်နှစ်ယောက်တော့ record key နေလို့ပြောလို့ရတယ်ဘာလို့ဆိုတော့ဆမ်မာအခါဘယ်လိုလဲပွဲကြည့်ရသူတယောက်အနေနဲ့တော့မတော်တော်လေးမျက်စိနောက်တယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့ဒီမှာဆိုရှင်တော့ Granger နဲ့ Tower အထိလိုက်ပြီးတော့ကို level 4ရရဲဆိုတာ Tower အထိကိုလိုက်ပြီးတော့ကို Maxman မိနေရဲ့အလျောက်ကိုသူလိုက်ပြတယ်ဒါပေမဲ့6နေနဲ့တော့တက်ပြောက်ဆိုမကသေးဘူးပေါ့နော်ဟုတ်ကဲ့ပါရှင်အဲ့တော့သူ့အနေနဲ့ကတော့သူဒီမှာလိုက်တော့ပြတယ်ဒါပေမဲ့တစ်ချက်မှလည်းမချီဘူးပေါ့အာရကကစတယ်လို့ရတာကအားနာလိုက် Granger ခိုင်တဲ့တရားကို okay ဘာဖြစ်ပါ့အဲဒီမှာဆိုရှင်တော့တော်တော်လိုက်ပြနေတဲ့ Granger နည်းနည်းလေးအတိရဲလာပြီးသူက Maxman ဆိုအမေနေရဲ့အထိတော့သူတော်တော်လေးအတိရဲပါတယ်အဲ့တော့သူ့အနေနဲ့ဒါဖလီကတော့မတုံးလိုက်ဘူးဒါပေမဲ့သူ့ရဲ့ schedule လေးကိုတုံးလိုက်ပြီးတော့သူပြန်bắtလိုက်ရတယ်မဟုတ်လို့ရှိရင်သူ့ရဲ့6ရဲ့တာဝါရဲ့ဒီဝင်ကျုံးတာခံရမယ်စီရင်သူရောက်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရှင်တော့ okay 6လာပြီအော်တော်သေးရပါနှစ်မြတ်ဆိုဖလီကလည်းဝင်ကျုံးတာဟေးဒါပေမဲ့ damage ကမလုံးတဲ့အခါမှာတော့6အနေနဲ့တော့ပြန်လာခဲ့ရတယ်သူ့တော့လောက်ထိကိုရော့ကြသွားပြီးတော့ Granger ရဲ့ပြစ်ချက်တွေအောက်မှာပဲသူ့အနေနဲ့တာဝါရဲ့ဒီပြန်ဝင်လာရတယ်ပေါ့နော်ဒါတော်လေးကိုမိုက်သွားအခြေအနေပေါ့နော် flicker ကြီးနဲ့ဝင်ခုံတယ်သူတဲ့ဘက်နဲ့ထည့်ရပေမဲ့ flicker ကြီးနဲ့ခုံပြီးတော့ပြန်လာတဲ့အတွက်ကြောင့်တော်တော်မိုက်တယ်သူနေအိမ်ပြန်မလို့စိတ်ကပြီးမဲ့အိမ်မပြန်ခဲ့ပဲနဲ့ဆက်ပြီးတော့ရှိနေပါရဲ့အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ဒါချောင်းပရိုလေးတော်တော်လေးကိုဘိုင်ဝမ်ခေါ်ကျင်ဆိုရှင်ခေါ်လို့ရတယ်ပေါ့နော်ဆိုတော့သူတို့ကဒီညောင်လော့ကေဝယ်ဖြစ်ဖို့အတွက်စူးစမ်းနေတဲ့သူတွေအတွက်ကြောင့်မလို့လက်ရည်အရင်စမ်းကြည့်ကြရဲတခုတော့ရှိရကကောင်းငင်အနေနဲ့ကသူကြိုပြောထားပါတယ်သူတိတ်မစောရကြာဖြစ်တဲ့အတွက်ကြောင့်မလို့လက်ရည်ကြာရလို့ပြောပါတယ်ဒါကတော့သူတို့နှစ်ယောက်ရဲ့လက်ရည်စမ်းတဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်မလို့ဆမ်းဆိုတော့ဝက်လုံးလက်ရည်စမ်းတာပေါ့နိုင်ရှော့ဒါအပြောတော့စောနေရဟုတ်ကဲ့ပါရှင်ညောင်လောကတော့ stat post ထည့်ထားရဲitem တွေကတော့ညလုံးဒီပါတူနေအောင်ပဲဒါပေမဲ့ချောင်းနေနဲ့ကတော့ကိုကနေနေတော့ okay တာဝါရီနေရဲ့ Granger ပိတ်ကရပြီflicker လေးနဲ့ပြန်ပတ်လိုက်ပြီးတော့နည်းနည်းလေးတော့အဆင်ပြေသွားရဆိုမဲ့သူ့အနေနဲ့တွေ့ရတော့လောက်ထိကိုရော့ကြသွားတယ်okay ပါရှင်ညလုံးကတော့ record ကိနေဖြစ်တဲ့အတွက်ကြောင့်မလို့ record ရတာပြရတဲ့စီလေးတော်တော်နောက်ပါတယ်
လူကြီးမလို့နေနဲ့ပြရင်လည်းဆိုလို့ရှိရင်လည်း somehow ID လေးမှန်းခဲ့ပြီးလို့ရပါတယ်နော်ဒီကြားထဲမှာဘာမှတိတ်ဆူရမရှိတဲ့ကြောင့်မို့ somehow နည်းနည်းလေးရေးလိုက်ပါတယ်နော်လူကြီးမလို့မြင်နေရတဲ့ပဲ Granger ရဲ့ enemy ရဲ့ tower အထိပါလိုက်ပြီးခိုးရှိခွာရဲ tower only ရောက်ဖြစ်လို့ဖြစ်တဲ့ကြောင့်မို့သူပြန်ပတ်လိုက်ရတယ်နည်းဆိုရှင်သူရဲ့ဆေးကဖောက်ပြန်ဖြစ်တဲ့ကြောင့်မို့လို့သူပြန်ဆော့ရတယ်ပေါ့နော် okay လူကြီးမလို့မြင်နေရတဲ့ပဲ goal တွေကတော်တော်လေးကိုကွာနေရ900ကျော်တော့ကွာနေပဲဖြစ်ပါရှင်ဟုတ်ကဲ့ပါရှင်ချောင်းနေနဲ့ကတော့စမထင်တာသူခဲအောင်သားဘောနော်သူစက်နေရလို့ထင်တယ်ဒါပေမဲ့သူအနေနဲ့ rabbit တွေစားနေရပြီဘာလို့သူအနေနဲ့ level တွေလည်းအရန်နှိမ့်နေပြီ goal တွေလည်းအရန်ကျနေဖြစ်တော့ကြောင့်သူအနေနဲ့ minion လေးပဲစားလို့မဖြစ်တော့ဘူးဘောနော်အဲ့ဒါကြောင့်မလို့သူအနေနဲ့ rabbit တွေ blue bird တွေပါစားနေရပြီ rabbit စားနေအောင်တည်ရဲ့ granger ကလည်းစားနေရပြီပေါ့နော် okay blue bird ကိုစားနေရပြီဆမိုင်းရဒီပွဲကို3ပွဲဆော့မယ်2ပွဲအနိုင်လို့သတ်မှတ်တာပဲဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါရှင်အဲ့ဒီမှာဆိုရှင်တော့ blue bird ကိုလည်းချောင်းဝစားနေပဲဖြစ်ပါတယ် ranger တော့ mid lane ကိုပြန်လာပြီးတော့သူအနေနဲ့ minion လေးကိုစားနေလို့ထင်ရပါတယ် minion လေးကိုစားနေရမဟုတ်ဘူးနဲ့သူအနေနဲ့ခြုံနေကိုပြန်ဝင်ပြီး okay ချောင်းကတော့လိုက်လာနေပါကန်လိုက်ပြီလားဆိုတော့မကန်ပါ okay ပြီတောက်ဝါကိုကြုံပြီးတော့ကန်နေဆိုပေမဲ့လေသူအနေနဲ့သူရတဲ့ကြာနေခဲ့ပြီးတော့ဘယ်တော့မှမပေးပြတော့ဘူးပေါ့နော်။ Okay သူက DPS ဆက်တာပဲစမထင်တာမှားသွားခဲ့ပါတော့ sorry ပါရှင်။တော့ချောင်းနေတဲ့ DPS လေးဆက်ပြီးတော့ damage ကတော့ကိတ်နေပြီလားဆိုတော့အရင်ကကိတ်မထွက်သေးဘူး Granger အနေနဲ့လည်းသူဆက်တယ်ပေါ့နော်။မိုက်နေရဲ့သူနဲ့ blue belt လေးရှိနေရတော့မှ damage ကချောင်းရဲ့ damage ကအရင်မကြမ်းသေးတဲ့ကြောင့်မို့သူခံနိုင်ရှိနေသေးတယ်။ Granger အနေနဲ့ချုံစစ်ပြီးနောက်ပိုင်းမှာတော့ fabulous ကိုပေးလိုက်ရပြီဖြစ်ပါရဲ့ရှင်။ဒါဒီဥစ္စာအဝေးရောက်သွားရဲဆိုတဲ့အကြောင်းအရာဒါကခြောင်ကန်လိုက်လို့မဟုတ်ဘူး Granger flicker သုံးလိုက်တဲ့အချိန်နဲ့ခြောင်ကန်တဲ့အချိန်နဲ့ quality ဖြစ်သွားတဲ့အချိန်မှာလုံးဝကိုအဝေးရောက်ချသွားပါတော့ဒါလောဆယ်မှာတော့ Granger တော့ first play လေးကိုခြောင်ပေးလိုက်ရပြီကောင်းကင်အနေနဲ့ကတော့အခုလောဆယ်မှာနည်းနည်းလေးအေးနေတယ်ဒါပေမဲ့သူ့အနေနဲ့ဂိုးရအရင်မကွာသေးတဲ့အတွက်ကြောင့်မို့လို့နည်းနည်းပြန်နိုင်ရတော့ရှိတယ်ပေါ့နော် okay ဟုတ်ပြီမီနီယန်တွေထိုးထားတဲ့အတွက်ကြောင့်မလို့လေချောင်းဘက်ကနေပြီးတော့တာဝါတထိုင်ရထားတယ်ဒါပေမဲ့အခု enemy Granger ဘက်ကနေပြီးတော့လေတာဝါထိုင်ရတာကြောင့်မို့ဒါတော့1 versus 1ပဲပေါ့နော်ကိစ္စတိတ်မရှိဘူးဒါပေမဲ့လောစမှာတော့ခိုးတွေကအရင်ကွာနေပါသေးတယ်900ကျော်တော့ကိုကွာနေတဲ့ကြမလို့ချောင်းနေနဲ့တော်တော်လေးကိုပြန်စူးစမ်းရမယ် okay ချောင်းနေနဲ့ခေါ်ပြီးတော့ကလေးလည်းရသားပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့Granger မှာတော့တိတ်ပြီးစားစရာတိတ်မရှိတော့ဘူးဒါပေမဲ့ Granger တော့ blue belt ကိုသူပြန်စားနေပဲဖြစ်ပါတယ်Okay သူအနေနဲ့ blue belt လေးစားပြီးသွားတဲ့အချိန်မှာတော့ Summer အနေနဲ့ကတော့ဒီ minion လေးတွေကိုစားနေရတွေ့ရှိရမယ်ချားလည်းပဲမနှိမ့်နေတဲ့အတွက်ကြောင့်မလို့ EHV cree လေးကိုစားနေရတာပေါ့နော်ဟုတ်ကဲ့ပါရှင် Granger အနေနဲ့ကတော့ minion လေးကိုရှင်းပြီးသူ့ tower ပဲပြန်နေရဘာလို့ဆိုသူ့အနေနဲ့တိတ်ထားတော့မယ်သူ့အနေနဲ့အရင်ကြီးတိုးလို့မရအောင်သူကသူ mass man ဆိုတာတိထားတော့မယ်ပေါ့နော်ဟုတ်ကဲ့ပါရှင် rebel လေးပါစားပြီးသူ့အနေနဲ့ goal တွေရော level ရောတက်ဖို့ရသူလောက်ရပါတော့မယ်လောဆယ်မှာတော့level ကတော့ညီမျှနေပဲဖြစ်ပါရဲ့ရှင်ချောင်းရတော့ဒီမှာရှိသမျှ create အကုန်လုံးကိုပတ်စားနေရဘာလို့သူ့အနေနဲ့ level မြင့်မှာလိတ်ကိန်းချောင်းစွာလိတ်ကိန်းမှာပို့ပြီးကျန်းလာဆိုတော့သူ့အနေနဲ့လိတ်ကိန်းတက်ကိုရောက်နေရမယ် okay Granger sky pizza ကိုဆက်လိုက်ပဲဖြစ်ပါရဲ့ရှင်ဒါနည်းနည်းလေးအငြင်းရှိပေါ့နော်ဘာလို့ဆို summer ရောဆော့ခဲ့ကောင်းကင်လည်းဆော့ခဲ့ပွဲတော်များမှာ Grangerဆမကောင်းကင်နဲ့ဆော့ခဲ့ရမှာမဟုတ်ဘူးเนาะ enemy ဘက်မှာ Granger ပါလာခဲ့ပြီဆိုရင် Sky Visa နဲ့သူရဲ့အဲ့ item ကြောင့်တော်တော်လေးကိုကြမ်းခဲ့ရပါတော့အဲ့တော့ဒါကနည်းနည်းလေးကိုအနေရရှိတယ်ချောင်းနေနဲ့ကလည်းသူဘာ item တွေဆက်မလဲဆိုတော့ကျွန်တော်တို့ပဲဆက်ပြီးစောင့်နေကြည့်ရှုရမှာဖြစ်ပါရှင့်လို့ဆိုတော့သူ create ကြီးစောင်းမှာဖြစ်တဲ့ချိန်မှာစာနည်းနည်းလေးရေးပါမယ်နော်စမစစ်စစ်ပြီးဒီလိုပွဲမျိုးမှာပါရင်လည်းဆိုလို့ရှင်တော့ဆမရဲ့ဒီဗီဒီယိုအောင်မှာ ID လေးမှတ်ခဲ့ပေးပါနော်လိုကျွန်တော်ကြည့်ရှုနေရတဲ့အချိန်တော့ဒီမှာပဲ Granger က Rabbit ကိုစားနေတဲ့အချိန်မှာချောင်းရ Granger နောက်ကိုလိုက်ပြီးတော့ Flicker နဲ့ဝင်ခုန်တယ်ပေါ့နော်ဒါပေမဲ့ Flicker နဲ့အရှောင်သိမ်းကျွမ်းတဲ့ Granger ကိုပြန်ရှောင်နိုင်ခဲ့တယ်ပဲဖြစ်ပါရဲ့ရှင်စကားရည်လည်းရောကုန်ပေါ့နော်ဒီမှာရှင် Rabbit ကဘယ်သူရသွားလဲဆိုတော့ okay Granger ပဲရသွားပဲဖြစ်ပါတယ်နော်အဲ့တော့ဒါကပြောမှဆိုရှင်သူ့ရဲ့ last hit လေးနဲ့ရသွားတယ်လို့ပြောရမယ်တော်တော်ကန်ကောင်းသွားရပြောရမှာဖြစ်ပါရှင်အဲ့တော့ Granger အနေနဲ့ကတော့သူ့အနေနဲ့ okay ချောင်းအနေနဲ့လည်းတာဝါတစ်လုံးမရှိရတဲ့အတွက်ကြောင့် Granger အနေနဲ့အရှိကိုတိုးနိုင်တယ်ဘာလို့သူ့အနေနဲ့ကအရင်ကြီးတာဝါကိုပဲကြောက်ရတာဒါပေမဲ့ကိုမကြောက်ရသေးတဲ့အခြေအနေမို့လို့ဒီအချိန်မှာသူ့ရှင်တော့ချောင်းသိမလားဆိုတော့သူအသက်လူ
တူပြီးပြင်းနေတဲ့အချိန်ကိုရောက်နေပြီအိုးဆမပြောခဲ့တဲ့အဲ့ item အစုပ်ဖြစ်ကအရေးကြီးရဆိုတဲ့အတိုင်းပဲဒီ item ထည့်ထားတဲ့အတွက်ကြောင့်မို့လို့ခြောင်နေနဲ့ကတော့လုံးဝပွဲကျင်ပြီးသွားပါတယ်ဗောနော်အဲ့ဒါပြောမယ်ဆိုလို့ရှိရင်တော့လေဂျီမင်းတို့မြင်နေရတဲ့အတိုင်းပဲခြောင်1 Granger 1နဲ့တော်တော်လေးကိုတော့ကြည့်လို့ကောင်းတဲ့ပွဲလေးပဲဖြစ်နေပါပြီရှင့်အဲ့တော့ Granger အနေနဲ့သူ minion လေးတွေရော share နေပြီးတော့ blue bug ကိုလည်းကြိတ်ဖို့အတွက်သူပြင်ဆင်နေပါတယ် okay ခြောင်အနေနဲ့ကတော့ goal တွေကတော့ပြောမယ်ဆို6500ကျော်ပဲရှိသေးတယ် Granger ကတော့8000တောင်ကတ်နေပြီဒါတော်တော်လေးကိုတော့ကွာနေတဲ့အခြေအနေပဲဖြစ်ပါရှင့် Granger အနေနဲ့ mass ဖြစ်တဲ့ကြောင့်မို့လို့item ကိုအောက်ကိုရမယ်ချောင်းနေနဲ့ကလည်း fighter ဖြစ်တဲ့ကြောင့်မလို့အနီးကမရဘူးအဲ့ဒါကြောင့်မလို့ဒီပွဲမှာတော့ Granger ကနည်းနည်းလေးအရေးပိုတာနေချောင်းပြင်ရှင်လာတဲ့အချိန်မှာလည်းသူက Cree ကိုပတ်စားနေတဲ့သူ့ရဲ့ blue bug မရှိတော့တော့သူတီးသွားတယ်အဲ့ဒါကြောင့်မလို့သူ့အနေနဲ့ enemy blue bug ကိုသွားစားရပေါ့နော်သွားစားပြီးတဲ့အချိန်မှာပဲလူကြီးမင်းတို့မြင်နေရမှာတော့Granger လည်း blue bug ကိုလာစားနေရပြီဖြစ်ပါရှင်။အိုးချောင်းရတော့အဲ့ဒီ3ရောကာလိုက်တဲ့အချိန်မှာပဲGranger ဝင်ချက်ကြီးဖွင့်ပြီးကာဝယ်လိုက်တယ်ပေါ့နော်ဒါပေမဲ့ချောင်းနေနေကတော့သူ့အနေနဲ့ damage ကကိတ်ထွက်နေပြီး flicker ရှိသေးတဲ့ကြောင့်မလို့ Granger အနေနဲ့ကတော့လုံးဝကိုကဲတင်လို့မရတဲ့အခြေအနေကိုရောက်သွားပြီးတော့သူ့အနေနဲ့ထပ်ပေါက်ပိတ်သွားတယ်ပေါ့နော်။ဘာလို့ Granger ကဝင်ချက်ထည့်လို့ရလဲဆိုတော့သူတို့ချီချီပွဲမှာညင်ရလို့ပြောပါတယ်။သူ့အနေနဲ့mass ဖြစ်တဲ့ကြောင့်မို့လို့ဝင်ချက်ထည့်မယ်လို့ပြောပါတယ်။သူ့အနေနဲ့ချောင်းကိုကြောက်တယ်လို့ပြောပါရှင့်။ပြီးတော့သူလက်ရကျနေတဲ့အတွက်ကြောင့်မလို့ကြိုပြီးပြောထားတယ်လို့ပြောပါတယ်အဲ့ဒါကြောင့်မို့ server နောက်ပိုင်းမှာလည်းGranger ကဝင်ချက်ထည့်ရပြီဖြစ်ပါရှင့်တမီး item တွေကတော့ defense item တွေရောမထည့်ဘူးပေါ့နော်အဲ့ချောင်းနေနဲ့ကတော့ battle list လည်းထည့်ထားတယ်ပြီးတော့ okay နေရာမှာ item ကတော့ခက်စစ်စေရဒါပေမဲ့တခုပဲကွာသွားတာကတော့ DPS နဲ့ fighter ဖြစ်နေတဲ့ချောင်းရယ်ပြီးတော့ Skyrizer နဲ့ Granger ပဲဖြစ်ပါရှင့်အဲ့တော့ goal တွေကတော့အရင်ရောမကွာတော့ဘူး1000ကျော်လောက်ပဲကွာတော့တယ်အရင်က2000ကျော်လောက်ကွာတာလောလောဆယ်မှာတော့2-1နဲ့ Granger ကအရေးနေရပဲဖြစ်ပါရဲ့ရှင်အခုချိန်မှာဆိုလို့ရှင်တော့ item အနေနဲ့တော်တော်စုံနေပဲဖြစ်ပါတယ် item ၄မျိုးထိကိုဆက်လာနိုင်တဲ့ချောင်းနဲ့ Granger အနေနဲ့ဆိုလို့ရှိရင်လည်း item 5မျိုးစက်တိုက်ကိုပြည့်စုံစွာဆက်နိုင်ပဲဖြစ်ပါရဲ့ရှင် Granger အနေနဲ့ပြန်ရှင်းလာပြီးတဲ့နောက်မှာတော့သူ့အနေနဲ့ mid lane ဘက်ကိုပဲလာမယ်လို့ဆုံးဖြတ်ထားတယ်အဲ့ဒါကြောင့်မို့သူ mid lane ကိုပဲတီးတက်လာတာပေါ့နော်သူ့အနေနဲ့ level 15ကိုလည်းရောက်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘာမှမလိုအပ်တော့ဘူး item တွေနဲ့ပြည့်စုံနေဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ထပ် gain တစ်ခုရပြီဆိုလို့ရှိရင်တော့သူ့အနေနဲ့အလုံးဝပွဲရမှာအသာစီးဖြစ်ပြီးဒါပေမဲ့အိုး Granger နဲ့ဘာမှမလုပ်ရသေးခင်အချိန်မှာပဲပေါ့နော်6ဝ 3k ရသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါတော်တော်လေးကိုပေါ့နော်Granger နဲ့အရေးနှိပ်သွားပြီဖြစ်ပါရဲ့ရှင်အဲ့တော့ဒါပြောမယ်ဆိုလို့ရှိရင်တော့ဒီပွဲမှာတော့6ကနိုင်ရရှိသွားပြီဖြစ်ပါတယ်ဒါပေမဲ့နောက်ထပ်2ပွဲကြံပါသေးရဲ့အဲ့2ပွဲလုံးကလုံးဝစိတ်ဝင်စားဖို့ကောင်းတဲ့အတွက်ကြောင့်မလို့ရင်းမင်းတို့နောက်ရက်ဒီမှာလည်းဆမ်မအဆောင်ရောက်ရှိဖို့ပေါ်တာမျှော်လင့်ပါရဲ့ရှင်အဲဒီမှာဆိုလို့ရှိရင်တော့အနိုင်ရရှိရဲ့အပြင်ပေါ့နော် record ပြတာကအသက်ပေါ့နော် okay summary ဒီပွဲကပြောလို့ဆိုရှင် by 1ပွဲထက်စားလို့ရှင် record ပြရဲ့ပွဲလို့ပဲခေါ်လို့ရပါရှင်အဲ့တော့ဒီပွဲမှာဆိုလို့ရှင်เนาะ summary ကတော့ကောင်းကင်နဲ့ Taki ကိုပြိုင်တဲ့ပွဲမှာတော့ Taki က1ကောင်းကင်ကတော့0နဲ့ Taki ကတော့အနိုင်ရရှိသွားပြီဖြစ်ပါရှင်နောက်ထပ်2ပွဲကျန်သေးတဲ့အတွက်ကြောင့်မလို့ဆမ်မမနေ့ပြန်တဲ့ဘက်ခါမှာတရက်တပုတ်စီတင်ပေးပါမယ်ရှင်ပြီးတော့ဒီလိုပွဲမျိုးလေးတွေကိုစိတ်ဝင်စားရဲ့အပြောသဘောပဲဆော့ချင်တယ်ဆိုရှင်တော့ဆမ်မရဲ့ဒီ video လေးအောက်မှာ comment လေးမှာID လေးမှတ်မိခဲ့ကြပါနော်ဆမအနေနဲ့လာအပ်ပြီးတော့ဆမတင့်တော်ရဲ့ပြိုင်ပကောင်းတရားကိုဆမရှာပေးမယ်အကယ် score လိုက်ပြိုင်ရင်လည်းဒါမှမဟုတ်ကိုတကယ်ကြီးနေပဲစုပြီးပြိုင်နေဆိုလို့ရှိရင်ဆမရဲ့အသင်းနဲ့ဆမပြိုင်ပေးပါမယ်ရှင့်လူကြီးမတို့အားလုံးပဲအဆုံးထိရှိပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်နော်ဆမရောလူကြီးမတို့ရဲ့ဆမပါလူကြီးမတို့အားလုံးပဲကျမရုပ်ယူဆိုင်ပြီးရောဖျားတရားကိုလည်းမမေ့ပါနဲ့နော်ဆမကြွချင်ပါရဲ့ရှင့်ကျေးဇူးတင်ပါတယ်နော်